င်္ဂလာပါဒီနေ့မှာတော့ဝတ်သားချွတ်ချင်းလုံးနည်းလေးကိုမိတ်ဆက်ပေးခြင်းပါတယ်အရင်ဆုံးပါဝင်ပစ္စည်းတွေကတော့ဝတ်သားပါဝတ်သားကိုအခုလိုမျိုးပပသားကိုမှတတိလေးတုံးထားပါတယ်နောက်တစ်ခုကမုံလာဦးနီပါမုံလာဦးနီကိုကြတော့ microwave 600 watt နဲ့2မိနစ်ခွဲအပူပေးထားပါတယ်ပြီးလို့ရှိရင်ဒါကတော့နနတ်တီပေါ့နော်နနတ်တီကကြကိုလိုမျိုးစိတ်ထားတဲ့ဘူကိုတုံးထားပါတယ်အရေးတက်ဖတ်တက်ခွဲထားပါတယ်ပြီးချက်တော်နေပါမယ်မြုပ်သီးစိမ်းရဲ့အနီရဲ့တုံးထားပါတယ်စားလို့ပါမယ်စားအခုလိုစားကိုတုံးထားပါတယ်ဒါဗနီကာပေါ့နော်အုပ်စုရဲ့ငန်းပြရေရှိုးယူပြီးတကြားအညို့မော့တုံးထားပါတယ်ပြီးကောမုံအသားအတွက်ရဲ့ပြီးလို့ရှိရင် sauce အတွက်ပေါ့နော်ကောမုံတုံးပါတယ်ပြီးတိုမာတိုကက်ချပ်တုံးပါတယ်ဒါဟင်းချက်တဲ့အရက်ပေါ့နော်ပြီးမီလင်းကိုတုံးထားပါတယ်မီလင်းကမပါလည်းပဲရပါတယ်အဲဆိုရင်အရင်ဆုံးအသားအတွက်စားနေထားပါမယ်ပြီးလို့ရှိရင်ခုနနနတ်ရဲ့အရေးကိုပါထည့်ပြီးတော့နေမှာပဲအဲဆိုအသားပို့ပြီးတော့နူးညံ့ပြီးတော့ရတာလည်းပို့ပြီးတော့ရှိရပေါ့နော်ပုံမှန်အသားကိုဒီလေးတုံးကြရမှာကျွန်မကိုလိုမျိုးအသားကိုကြော်ပါမယ်ဒါ sauce အတွက်ပေါ့နော်အရင်ဆုံးဗနီဂါထည့်ပါမယ်ဗနီဂါက2ဆွန်းဇွန်ကြီးနဲ့2ဆွန်းထည့်ပါမယ်ပြီးရှိုးယူလည်းပဲဇွန်ကြီးနဲ့3ဆွန်းထည့်ပါမယ်ပြီးရင်တကြားပေါ့နော်တကြားလည်းပဲဇွန်ကြီးနဲ့3ဆွန်းထည့်ပါမယ်ပြီးကက်ချပ်ကကြတော့ဇွန်ကြီးနဲ့2ဆွန်းထည့်ပါမယ်ဟင်းချက်တဲ့အရက်က2ဆွန်းဇွန်ကြီး2ဆွန်းထည့်ပါမယ်ပြီးရင်မီလင်းကဇွန်ကြီး1ဆွန်းထည့်ထားပါတယ်ပြီးတော့လို့ရှိရင်တကြားကိုပျော်အောင်လို့ပေါ့နော်တကြားမှုပေးရပါမယ်နောက်ဆုံးမှာတော့ကောမုံဇွန်ကြီး1ဆွန်းစာလောက်ထည့်ပါတယ်ကောမုံလည်းပဲတကြားပျော်သွားအောင်လို့မှုပေးရပါမယ်အဲဆိုရင်စပြီးတော့ကြော်တဲ့ချိန်မှာဟင်းကြိုအတွက်လည်းပဲကျုပ်ဟင်းကြိုပေါ့နော်ကျုပ်ပဲပြဟင်းကြိုအလွယ်တကူလုပ်လို့ရအောင်လို့လုပ်တဲ့နည်းလေးပါအရင်ဆုံးရေနွေးကိုပေါ့နော်ပွားအောင်ဆူအောင်တည်ထားပါမယ်တပြိုင်တည်းမှာအသားကြော်ဖို့အတွက်လည်းစီထည့်ပါမယ်တဲဟိုလေးဒါဟင်းကြိုတဲ့ပေါ့နော်ကာရာဆူပူချက်သားမော်တုံးထားပါတယ်စားနေထည့်ပါမယ်ပြီးတော့ရှင်အသားတဲ့အတွက်ကိုငြုပ်ကောင်းမော်နဲ့ထည့်ပေးပါမယ်နောက်ပြီးရင်အသားကြော်ဖို့အတွက်ကောမော်ရေဖြူဒါကြတော့ဟင်းကြိုအတွက်ပေါ့နော်ကောမော်ရေဖြူပါမယ်ကောမော်စွန်ကြီးတဝက်လောက်ကိုပေါ့နော်ရေဖြောပြီးတော့မီအေးနဲ့ကျိုးထားပါမယ်ပြီးရင်အသားအတွက်ကိုကျုပ်ဟင်းကြိုးအတွက်ပေါ့နော်နှလုံးမှာအသားကိုအကာကိုတုံးထားပါတယ်ပြီးရင်ပူတော့ကြတော့ဟင်းကြိုးချက်မှာပေါ့နော်ဟင်းကြိုးကောမုံထည့်ပြီးတော့စူအောင်ပွားအောင်တည်ထားပါမယ်အဲချိန်မှာအသားကိုဒီဘက်ကကြော်ထားမှာပေါ့နော်အဲတော့အသားကိုကြော်ဖို့အတွက်ကောမုံနဲ့နေပါမယ်ကောမုံစွန်
စွန်းကြီး3စွန်းလောက်ထည့်ပါမယ်အသားအတွက်ရတာကြတော့စားရယ်ငရုတ်ကောင်းမှုန့်ရယ်ပြောကြတော့နနတိအရယ်ပေါ့နော်အဲ့ပြီးကောင်းမှုန့်ရယ်ကြက်ဥအကာရယ်နဲ့ရောပြောခုလိုမျိုးတတိလေးစားလွယ်တဲ့တကိုက်စားတော့ပေါ့နော်စီပူပူလေးနဲ့ကြောပေးပါမယ်ဝတ်ချူချင်းအဲ့လိုမျိုးအတုံးနဲ့ကြော်လဲရအခုလိုမျိုးပပလေးတွေကိုမှကြော်လို့ရှင်ပို့ပြီးအရသာဝင်သလိုမျိုးခံစားရတော့ပူကြိုက်ပါတယ်အခုဟင်းကြွအတွက်ကိုရီကြက်လာပြီဆိုတော့အရသာမြည်ကြည့်ပါမယ်အရသာပေါ်တဲ့တင်စာနဲ့ထည့်ပါမယ်ပြီးရင်ပွားအောင်တက်ပြီးလို့ရှိရင်ကြောက်ကိုခလောက်ပါမယ်ဖွက်လာပြီဆိုလို့ရှိရင်ကြောက်မထည့်ခင်မီးပိတ်ပါမယ်မီးပိတ်ပြီးတော့ခလောက်ထားတဲ့ဟာကိုလောင်းချလိုက်ပဲပေါ့နော်ပြီးတော့တစ်ချက်မှုေးပြီးတော့မှမီးပြန်ဖွက်ပါမယ်အဲဆိုရင်ကြောက်အသားလေးကမမွားပြီပေါ့နော်ပြီးရင်နှမ်းမုံထည့်မယ်နှမ်းစီနည်းနည်းလေးထည့်ပါမယ်ပြီးတော့ရှင်လှီးထားတဲ့တုပ်ဟူပြားပေါ့နော်တတိလေးစိတ်ပြီးတော့ထည့်လိုက်ပါမယ်ပြီးတစ်ချက်လောက်မှုေးလာပြီးသွားလို့ရှင်သုံးဆောင်လို့ရပြီပေါ့နော်ဟင်းကြောအစင်သည့်ဖြစ်ပါပြီအသားကိုကျွတ်ကလေးဖြစ်သွားတဲ့အထိပေါ့နော်ကြောပေးပါမယ်ကျွတ်သွားဆိုရင်စီစစ်ပါမယ်ပြီးရင်စီနည်းနည်း short ပြောပေါ့နော်အရင်ဆုံးချက်တော်နီကိုစီများများလေးနဲ့ကြောပေးပါမယ်ပြီးရင်ကြံတဲ့အသေးနှံလေးထည့်ပြီးတော့စီများများလေးနဲ့ကြောပေးပါမယ်အသေးနှံနေလည်းပဲနူးသွားပြီဆိုလို့ရှိရင်အလယ်မှာနေရာလေးထားပြီးတော့ sauce ကိုပေါ့နော်ပြောထားတဲ့ sauce ကိုရောထည့်ပြီးတော့မှုေးပေးရပါမယ်တခြားမှုေးပြီးတော့ကိုရင်းနဲ့ပြစ်လာပြီဆိုလို့ရှိရင်ဒါပါရောထည့်ပြီးတော့သုံးဆောင်လို့ရပါပြီပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်